အားလုံးပဲမင်္ဂလာပါခင်ဗျာ Fury Estate မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာယခုအခါကျွန်တော်တို့ရောင်းချပေးမှာကတော့တာဂီတာမြို့နယ်မြင်းတော်လမ်းမကြီးပေါ်မှာရှိတဲ့မြေကွက်အယောင်လေးပဲဖြစ်ပါတယ်ခင်ဗျာအကျယ်ဝန်းအနေနဲ့ကတော့33 55ပေကျယ်ဝန်းမှာဖြစ်ပြီးတော့မြေကွက်အလဲလေးကလည်းလူကြီးမင်းတို့အတွက်စီးပွားလက်လာပါတိုးစေမယ်အလဲကောင်းအရှိလဲလေးပဲဖြစ်ပါတယ်ခင်ဗျာလူကြီးမင်းတို့စီးပွားရေးပဲလုပ်မလားရင်းနှီးမြှုပ်နှံတာပဲလုပ်မလားနေရာအကွက်ကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဂရမ်မှာလည်း260 gm မီပါဖြစ်တဲ့အပြင်အရှုပ်ရှင်းလဲကင်းတိုက်လေးရလည်းအကောင့်နဲ့ရှိနေတော့ကြောင့်လူချင်းမင်းတို့အထူးရွေးချယ်တင်ပါတယ်ခင်ဗျာမြေကွက်ဈေးနှုန်းလေးကတော့39,000ကိုညှိနှိုင်းဈေးလုံးလေးနဲ့ရောင်းချပေးမှာဖြစ်လို့လူချင်းမင်းတို့စိတ်ဝင်စားလို့ဆက်သွယ်ဆုံးသမေးမြန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Fury Estate ကိုအခုပဲတတိယလိုက်ပါခင်ဗျာလုပ်ငန်းရှင်ကြီးများအတွက်တက္ကသိုလ်မြို့နယ်မှာမြေကျယ်ရောင်းရှားပန်းနေတဲ့အချိန်မှာအခုလိုမြေကွက်လေးကိုကျွန်တော်တို့ Fury Estate မှာရောင်းချပေးနေရပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ